တိုက်တန်းနှစ်ဖြစ်ရမှန်1912ခုနှစ်ဧပြီလ10ရက်နေ့မှာတိုက်တန်းနှစ်သင်္ဘောကြီးဟာအင်္ဂလန်နိုင်ငံဆောက်တန်တန်ဆိပ်ကမ်းကနေစတင်ထွက်ခွာခဲ့ပါတယ်။ဒါဟာအဲ့ဒီတုန်းကကမ္ဘာအကြီးဆုံးသင်္ဘောဖြစ်ပြီးဘယ်တော့မှမနှင်းမြုပ်နိုင်ဘူးလို့လူတွေကယုံကြည်ခဲ့ကြပါတယ်။နယူးယောက်မြို့ကိုဦးတီမောင်းနေရင်ဧပြီလ14ရက်နေ့ည7:40မိနစ်မှာရေခဲကြောက်ဆောင်ကြီးနဲ့တိုက်မိခဲ့ပါတယ်။တင်မောရဲ့ဝမ်းပိုက်ပေါက်ပြဲသွားပြီးရေတွေအရှိန်ဟုန်နဲ့ဝင်လာတာကြောင့်နစ်မြုပ်ဖို့စတင်လာပါတယ်။အသက်ကယ်လေးမလုံလောက်တာကြောင့်အမျိုးသမီးတွေနဲ့ကလေးတွေကိုဦးစားပေးပြီးလှေပေါ်တင်ပေးခဲ့ရပါတယ်။ရေခဲကြောက်ဆောင်ကိုတိုက်မိပြီး3နာရီကြာဧပြီလ15ရက်မနက်2:20မိနစ်မှာတော့တင်မောကြီးနစ်မြုပ်သွားခဲ့ပါတယ်။မနက်4နာရီလောက်မှာကာပေးဒီယာကာဖာဒီယာတင်မောရောက်လာပြီးအသက်ရှင်ကျန်ရစ်သူ900ကျော်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ဒီအဖြစ်ဆိုးဟာတမိုင်းတစ်လျှောက်အဆိုးရွားဆုံးတင်မောမတော်တဆမှုတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီဖြစ်ရဆိုးမှာလူပေါင်း1500ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။